အခုလိုမျိုးလေးကျင်ကကျွန်တော် still letter လေးပေါင်နောက်ကြွသားရင်းနဲ့ဒီမှာကြွသားရင်းတို့လေ့ကျင့်အောင်နော်ဒီမှာကြွသားကတော့နင်းငယ်ပဲပါမယ်ပေါင်နောက်ကြွသားရင်းပို့ပြီးတော့လုံးစုံပေးနိုင်တယ်ဆက်တော့ကျွန်တော်တို့ကိုယ့်ရဲ့ဒီမှာရဲ့ခြေတိုင်းနဲ့ရမယ်ပြောလို့ရှိရင်ဒါလေးလိုပုံစံမျိုးပဲရှေ့ကိုခိုင်းထားမှာဒါပေမဲ့ဒါလေးနဲ့မတူတဲ့ချက်ကဒါလေးလို2ရက်တွေးကြမလို့အဲ့နိုင်ရင်2ကို lock မလုပ်ထားရင်တမယ်လေးပဲဒီနေ့ချော်တာမှာအဲ့ဒါကပေါင်နောက်ကြွသားရင်းပြောင်းလုံးစုံပြန်ဒီတိုင်းချမယ်2ကဒီလောက်နေထားဆိုကြောက်ပါပြီအားလေးကိုပေါ့ဆက်ပြီးတော့ဆင်းရမယ်ဒီအမပေါင်းတော့တော်တော်တင်းနေအောင်ခဏမိနေမယ်။တွေးချင်းကြတယ်လေ။ဆင်းမယ်အဲ့ဒီဟာလေးကိုခိုင်းဖို့ပုံမှန်ကိုကျွန်တော်တို့ဘူးဆိုင်မယ်။ဒီမနေ့ကိုအခါလေးကိုဖြောင်းနေအောင်နော်။ခရီးတော့ဒီဂျိုင်လေးနေရတယ်။ဟာကိုဖတ်တာလေးကိုချိုးပြီးတော့ပေါင်းတော့တော်တော်တင်းနေအောင်ခဏမိနေတယ်